အောင်စိတ်မရီနဲ့ဘုံတော်ကြီးလိုနေပါမယ်လိုက်မယ်လိုက်မယ်ဘာသာဝါရေးချီလို့အရင်ဒီမေကောက်စခွဲပညာစုကြအထေကမြို့နမေကြီးတွေ့တဲ့မြို့နဲ့စရာချီနေလာခွေမွေးနာတော့မကြောက်ဘူးကွယ်တို့လေးကြောက်ပေါင်းအတူသွားစို့အောင်လန်တော်လေးထားရင်မေသွားမေသွားမေနေရလေးစွန်ကြီးမိမေဖိဖိမိမိတို့လောက်ကြည့်ပြလို့ချင်းစိတ်ကလေးတို့ထားလာကြောက်ပြညာတစ်ဖက်ရဲ့နဲ့အဖိုးစိတ်မြရှင်ဘိုးဘိုးစိတ်မြစီဖိဖိစီမီရာဆိုင်မွေလေတမီချောလာတေချာတမြောက်လာပရိသတ်ရှိကိုရောက်လို့လားစစဆယ်လို့အမြင့်တွေ့ရတာဥပစီဒီတချင်းလေးကိုကြားလိုက်တော့ပရိသတ်ကဘာတချင်းလေးလဲဆိုတာသိသွားပြီအဲ့ကသမီးရဲ့ဆန္ဒဆိုတဲ့သမီးရဲ့ကိုယ်ပိုင်တချင်းလေးတစ်ပုဒ်ပါရှင်သမီးခွေလေးတစ်ခွေထုတ်ထားပါတယ်အကုန်လုံးဒါကြားဖို့ပြီးသားဖြစ်မှာပါဟုတ်ဒါလေးကဒေးစီလေးရဲ့တိုင်နေတဲ့ချင်းလေးပါရှင်ဒါလေးကိုမန္တလေးမြို့ကသမီးရဲ့ဆရာဖြစ်တဲ့ဆရာဦးညီရင်ရေးပေးထားပါတယ်ဆရာကိုယ်တိုင်ကပဲဒါဒီကွက်လေးထူပေးထားတာလေးပါရှင်ဟုတ်ကဲ့ဥပစီဒါလေးဟာစွန်လေးပေါ့နော်အကုန်လုံးကြားဖို့ပြီးသားဟိုပုံမှန်ကြားဘူးတာတော့ဒါဟို KB1 မန်နဲ့ခက်တချင်းလေးလိုလေးကြားဘူးလားဒါလေးကတော့မြန်မာဆိုင်နဲ့ဒီတော့မြန်မာတန်စင်လေးပေါ့ရှင်မှန်ပါခင်ဗျာဒါလေးကအစိုးပိုင်းလေးပါအတိပိုင်းလေးကျတော့ဒီလိုလေးပြန်လာတယ်ရှင်ကြားကျင်တဲ့သမီးရဲ့
ကဲဥပစီ